အားလုံးပဲမင်္ဂလာပါရှင်မြန်မာ First News Channel ကနေပြီးတော့ထိပ်တန်းသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မင်းအောင်လှိုင်စိုးဝင်းမြထွန်းဦးအပါဝင်စစ်တပ်နှင့်ရဲအရာရှိ62ဦးကိုစစ်အာဏာသိမ်းကာလလူသားမျိုးနွယ်အပေါ်ကျူးလွန်ခဲ့သောရာဇဝတ်မှုများအတွက်စွဲချက်တင်ရန်တပ်တိအထောက်ထားရရှိထားပြီးဟု45 right ကကြေညာတဲ့စွဲသတင်းကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အကြံဖတ်စစ်ကောင်ဆောင်မင်းအောင်လှိုင်စိုးဝင်းမြထွန်းဦးအပါဝင်စစ်တပ်နှင့်ရဲအရာရှိ62ဦးကိုစစ်အာဏာသိမ်းကာလလူသားမျိုးနွယ်အပေါ်ကျူးလွန်ခဲ့သောရာဇဝတ်မှုများအတွက်စုံစမ်းစစ်ဆေးစွဲချက်တင်ရန်တပ်တိအထောက်ထားရရှိထားပြီးဟု45 right ကအစီရင်ခံစာထုတ်ပြန်ကြေညာပါတယ်45 right ကဇန်နဝါရီလ24ရက်နေ့လုံခြုံရေးအရက်ကင်းမဲ့နေခြင်းအမည်ဖြင့်အစီရင်ခံစာတစ်စောင်ကိုထုတ်ပြန်ခဲ့ပြီးအဆိုပါအစီရင်ခံစာမှာစစ်အာဏာသိမ်းမှုအပြီးစစ်အုပ်စု၏လူသားမျိုးနွယ်အပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများကိုဖော်ပြထားခြင်းဖြစ်ပါတယ်အစီရင်ခံစာတွင်ပထမအဆင့်2021ခုနှစ်ဖေဖော်ဝါရီလမှဇူလိုင်လအထိ6လတာအတွင်းမြန်မာစစ်တပ်နှင့်ရဲများကဆန္ဒပြသူများအပေါ်ဖြိုခွင်းမှုများကိုအဓိကအခြေခံထားကြောင်းအဆိုပါပထမအဆင့်ကာလတွင်လူသက်မှုညှဉ်းပန်းနှိပ်စက်မှုဖမ်းဆီးထောင်ချမှုအာဓမ္မဖျောက်ဖျက်မှုအာဓမ္မနေရစွန့်ခွာစေမှုနှင့်ကွပ်မျက်မှုတို့ကိုမှတ်တမ်းတင်ပြီးလူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက်မြန်မာစစ်အာဏာသိမ်းအုပ်စုတွင်တာဝန်ရှိကြောင်းယုံကြည်ရသည့်ခိုင်လုံသောအကြောင်းရင်းများကိုတွေ့ရှိထားကြောင်းသိရပါတယ်အဆိုပါအစီရင်ခံစာတွင်လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက်စစ်ဆေးကောင်စွဲချက်တင်သည့်စစ်တပ်နှင့်ရဲအရာရှိ62ဦးကိုခွဲခြားဖော်ထုတ်ထားပြီးစစ်တပ်၏တပ်ဖွဲ့စည်းပုံများအကြောင်းအပါအဝင်စွဲချက်တင်သူတရားလိုရှိနေများအတွက်အကျိုးရှိနိုင်သည့်အချက်အလက်များကိုလည်းတင်ပြထားကြောင်းသိရှိရပါတယ်လူသားမျိုးနွယ်စုအပေါ်ကျူးလွန်သည့်ရာဇဝတ်မှုများအတွက်တာဝန်ရှိသောထိတ်ဆုံးစရင်တွင်မင်းအောင်လှိုင်စိုးဝင်းနှင့်မြထွန်းဦးအပါအဝင်62ဦးပါဝင်ကြောင်းသိရှိရပါတယ်စစ်တပ်၏ဒုတိယအဆင့်ကျူးလွန်မှုများတွင်တိုင်းသားပြည်နယ်များရှိပဋိပက္ခနှိရှေလများစွာဖြစ်ပေါ်လျက်ရှိသောနေမြေများနှင့်ဒုတိယကမ္ဘာစစ်ကလေးကလက်နက်ကိုင်ပဋိပက္ခကိုမကြုံဘူးခဲ့သောတိုင်းဒေသကြီးများတွင်ပါမြန်မာစစ်တပ်၏အရက်သားပြည်သူများအပေါ်တိုက်ခိုက်မှုများပါဝင်ကြောင်းသိရပါတယ်။ပထမအဆင့်စစ်တပ်၏ကျူးလွန်မှုများတွင်တနိုင်ငံလုံးအတိုင်းအတာဖြင့်လက်နက်မဲ့ပြည်သူများအများစုမှငြိမ်းချမ်းစွာဆန္ဒပြသူများကိုဇက်တိုက်နှိကင်းချောင်းတောင်အချိန်များတွင်ပါပြစ်တက်ခဲ့ကြောင်းစစ်တပ်ကပြည်သူများကိုကြီးတောင်နှင့်ဖြင့်ရှင်ဘတ်သို့မဟုတ်ခေါင်းစားသည့်တေးသေးလောက်သောနေရာများကိုပြစ်ခတ်ခဲ့ကြောင်းစစ်တပ်ကဆန္ဒပြသူများကိုတပ်ဖြတ်ရန်နှင့်အကြောက်တရားရိုက်သွင်းရန်စနိုက်ပါသမားများကိုဖျက်ချက်ချထားခဲ့ကြောင်းသိရှိရပါတယ်။အစီရင်ခံစာတွင်မျက်မြင်သက်သေနှင့်အသက်ဘေးမှလွန်မြောက်လာသူများ၏ထွက်ဆိုချက်များလူမှုကွန်ရက်ပေါ်တင်ခဲ့ကြသောလူသတ်မှုများနှင့်ပတ်သက်သောဗီဒီယိုနှင့်ဓာတ်ပုံပေါင်း305ခုတို့ကိုလည်းသုံးသပ်ခဲ့ကြောင်းမူရင်းဗီဒီယိုပိုင်ရှင်များနှင့်ထိလိုသောအဖြစ်အပျက်များကိုမျက်မြင်ကြုံတွေ့ခဲ့ရသူများကိုလည်းအင်တာဗျူးခဲ့ကြောင်းOpen Source Information Data ပေါင်း1153ခုကိုလည်းစုဆောင်းခဲ့ကြောင်းအဆိုပါ data များတွင်2021ခုနှစ်မတ်လမှမေလအတွင်းဖမ်းဆီးခြင်းရိုက်နှက်ခြင်းတပ်ဖြတ်ခြင်းအိုးအိမ်ပစ္စည်းဘာသာရေးအဆောက်အဦများကိုဖျက်ဆီးခြင်းကဲ့သို့သောလူအခွင့်အရေးချိုးဖောက်မှုများအပါအဝင်အခမ်းကဏ္ဍအလိုက်စနစ်တကျစီစဉ်ထားကြောင်းသိရှိရပါတယ်။အစီရင်ခံစာတွင်အကြံဖတ်စစ်အုပ်စုကိုအကြံပြုချက်6ချက်ထည့်သွင်းထားပြီးအယက်သားပြည်သူများအပေါ်တိုက်ခိုက်မှုများရပ်တန့်ပြီးပဋိပက္ခများအလုံးကိုချက်ချင်းအဆုံးသတ်ရေးတနိုင်ငံလုံးအပြစ်ခတ်ရဲစဲရေးကြီးညာရန်နိုင်ငံရေးအကျဉ်းသားများအလုံးချွင်းချက်မရှိလွတ်ပေးရန်မြန်မာပြည်သူများကမှန်ကန်စွာရွေးချယ်ထားသူများအားသက်ဆိုင်ရာအာဏာကိုပြန်လည်အပ်နှင်းရန်အပါအဝင်အချက်6ချက်အကြံပြုထားပါတယ်။ရှင်းပြ NUG တို့အကြံပြုချက်၄ချက်ကမ္ဘာကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများတို့အကြံပြုချက်များကမ္ဘာကုလသမဂ္ဂလုံခြုံရေးကောင်စီတို့အကြံပြုချက်များအာဆီယံတို့အကြံပြုချက်များကိုလည်းထည့်သွင်းထားကြောင်းသိရပါတယ်။အကြံဖတ်စစ်ကောင်ဆောင်မိသားစုအတွက်အတီးကရေရအစီရင်များပြုလုပ်ပေးနေသောဝစီပိတ်ဖုန်ကြီးထံသို့မင်းအောင်လှိုင်ကရုတ်တရက်သွားရောက်ခဲ့ပြီးရင်းသွားရောက်မှုတွင်ရခိုင်ရေရခေါင်းလောင်းကိစ္စတက်နှင့်အစိုးရအပြောင်းလဲလုပ်ရန်အတွက်ရေရကိစ္စများပါဝင်နိုင်ကြောင်းနေပြည်တော်စစ်ဘက်သတင်းရင်းမြစ်ကသုံးသပ်ပြောဆိုပါတယ်။ယမနီဇန်နဝါရီလ18ရက်နေ့အကြံဖတ်မင်းအောင်လှိုင်ကရှမ်းပြည်နယ်ချိုင်းတုံမြို့သို့စိုင်းမစင်ပုံမစစ်ရုတ်တရက်ရှောက်သွားခဲ့ကြောင်းသွားရောက်ရာတွင်ဝစီပိတ်ဖုန်ကြီးဟုအများခေါ်ကြသည့်ကိုဝိဒထံသို့စိုက်မြိုင်သွားရောက်ခဲ့ပြီးဖုန်ကြီးနှင့်မင်းအောင်လှိုင်အကြား2နာရီအကြာ2ဦးတည်းတီးသန့်တွေ့ဆုံခဲ့ကြောင်းသိရှိရပါတယ်။မင်းအောင်လှိုင်သည်နေပြည်တော်ပြင်ပသို့ခရီးထွက်ပါကအနည်းဆုံး9ရက်ခန့်ကြိုတင်၍လုံခြုံရေးယူခြင်းနေမြေတပ်များချထားခြင်းဒရုန်းနှင့်လေကြောင်းရန်ကောက်ွယ်ရေးအတွက်ဆောင်ရွက်ခြင်းများလှုံ့ဆော်ခိုင်းနေရှိကြောင်းတို့ရတွင်ယမန်နေ့ဝစီပိတ်ဖုန်ကြီးထံသို့သွားရောက်သည့်ခရီးစဉ်မှမူကြိုတင်စီစဉ်ထားခြင်းမရှိသောခရီးစဉ်ဖြစ်ကြောင်းသိရှိရပါတယ်။ကျိုင်းတုံခရီးစဉ်ကကြိုတင်စီစဉ်ထားတာမျိုးမဟုတ်ဘူး။ရုတ်တရက်သွားတယ်လို့ပြောရ
ရမယ်ဆရာတော်နဲ့လည်း2 နာရီလောက်တက်ချုပ်နဲ့တီးတဲ့စကားပြောတာရှိတယ်လို့ပြန်သိရတယ်အာနာမသိန်းခင်ကလည်းဆရာတော်ကိုနေပြီးတော့ကိုပင့်ပြီးတော့တက်ချုပ်အိမ်မှာ9 ရက်လောက်နေခိုင်းပြီးရတရားတွေလုပ်ခဲ့မှုတွေဟူနေပြီးတော့စစ်ပတ်တရေရင်းမြစ်ကသုံးသပ်ပြောဆိုပါတယ်ဝစီပိတ်ဖုန်ကြီးကောဝီတာမှာမင်းအောင်လှိုင်တိုင်းမှုဘဝကလေးကတီကျွမ်းခဲ့သောဖုန်ကြီးဖြစ်ပြီးမင်းအောင်လှိုင်တမိသားစုလုံးအားကိုအားပြုသောဖုန်ကြီးဖြစ်ကြောင်းဗီရင်ရရအဆောင်လက်ဖွဲ့နှင့်အင်ပြများကိုမင်းအောင်လှိုင်မိသားစုအတွက်အမြဲစီရင်ပေးသောဖုန်ကြီးဖြစ်ပြီးနေပြည်တော်ရှိမင်းအောင်လှိုင်မိသားစုနေအိမ်သို့မကြာခဏပင်ဖိတ်ခံရသောဖုန်ကြီးလေးဖြစ်ကြောင်းသိရပါတယ်။2021ခုနှစ်စစ်အာဏာသိမ်းချိန်ကဝစီပိတ်ဖုန်ကြီးကဆန္ဒပြပြည်သူများကိုမင်းအောင်လှိုင်ကအကြမ်းဖက်နှိမ်နင်းရန်ခေတ်ကိုပြောင်းကျင်ခေါင်းကိုပြစ်ဟုအတိတ်နမိတ်ဖြင့်ရရပေးခဲ့သူအဖြစ်စစ်တပ်အတွင်ပြောစမှတ်ပြုကြပါတယ်။အကြမ်းဖက်မင်းအောင်လှိုင်ကဇန်နဝါရီလဆန်းပိုင်းတွင်ရခိုင်တွင်အေကတူးဖော်တွေ့ရှိသွားသည့်သမိုင်းဝင်ရှေးဟောင်းရရခေါလောင်အကြောင်းအသေးစိတ်အစီရင်ခံစာများရေးသား၍အမြတ်ဆုံးတင်ပြရန်သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသို့ညွှန်ကြားခဲ့ကြောင်းထို့ကြောင့်ဝစီပိတ်ဆရာတော်ထံသို့တွားရောက်သည့်အကြောင်းရင်းများတွင်ရခိုင်ရရခေါင်းလောင်ကိစ္စပါဝင်နိုင်ကြောင်းနေပြီးတော့စစ်ပတ်တဲ့ရင်းမြစ်ကသုံးသပ်ပါတယ်ကျွန်တော်အထင်တော့ရခိုင်ရရခေါင်းလောင်ကိစ္စလောင်မဲမလာနဲ့ဧပြီလအစိုးရအပြောင်းလဲအတွက်ပြည်ရင်းမေးရရသွားလောက်ကြလို့ထင်တယ်တန်တဲ့အစိုးရအဖွဲ့အပြောင်းလဲမှာပါဝင်မဲ့သူတွေလွှဲမဲ့သူရဲ့နှိနံတွေတွက်တာအဲ့ဒါတွေလည်းပါမယ်လို့ထင်တာပဲသူကဘာလို့ပြည်ရရရနဲ့အချိန်ခါတွေအမြဲတွက်ပြီးလုံးလေးရှိတယ်ဟုနေပြီးတော့စစ်ပတ်တဲ့ရင်းမြစ်ကရှင်းလင်းပြောဆိုပါတယ်ဝစီပိတ်ဖုံးကြီးခေါ်ကျိုင်းတော်မျိုးသီလဓမ္မကုံသာတောရဗဒနာနာယကအကမဟာတတမဇောတိကတစားဗဒနာကောဝီတာကမင်းအောင်လှိုင်တက်ချုပ်ရာထူးရရှိရေးအတွက်ရရခြေပေးခဲ့ပြီး၎င်းခြေပေးသည့်ရရများအတိုင်းမင်းအောင်လှိုင်ကရာထူးအစစ်စင်တက်ကတက်ချုပ်ရာထူးရရှိခဲ့ကြောင်းထို့ကြောင့်ဝစီပိတ်ဖုံးကြီးအပေါ်မင်းအောင်လှိုင်မိသားစု၏ယုံကြည်မှုလွန်ကဲကြောင်းသိရှိရပါတယ်။